အဲ့တော့ anxiety သမားတွေကယောဂကုထုံးယူတယ်စိတ်တောက်တယ်တက်တာတယ်ဒါပေမဲ့လို့ခဏနေပြန်ဖြစ်တယ်ပြန်တက်တာတယ်ပြန်ဖြစ်တယ်ဒီတဏှာထဲမှာဝဲတတ်တယ်ဒါ anxiety သမားတွေဖြစ်လေဖြစ်တာရှိတဲ့ကိစ္စပေါ့နော်အဲ့တော့နံပါတ်1မှာကျင်တာကျတော့ anxiety ဆိုတာကိုယ့်ရဲ့တန်သူတရားမဟုတ်ဘူးပေါ့နော်တခါတည်းအပိသက်ချိန်မုန်းလိုက်ရမယ်ယောဂတခုမဟုတ်ဘူးကိုနဲ့တူရှင်တွဲနေထိုင်ရမယ်ဒီမိတ်ဆွေတယောက်အဲ့လိုမျိုးသဘောပေါက်မှာပေါ့နော်သူနဲ့တူနေရမယ်ပေါ့နော်ဒုတိယတစ်ခုပြောချင်တာကကျတော့ anxiety သမားတွေကဒါလေးမြင်ရလားမသိဘူးနော်ဒီ anxiety သမားတွေကများသောအားဖြင့်ဒီ comfort zone မှာပဲနေတယ်ဒီ comfort zone ကနေပြီးတော့အပြင်ကိုမထွက်ဘူးဒီ danger zone ဘယ်တော့မှမသွားဘူးပေါ့နော်ဥပမာ comfort zone ဆိုတာထားပါတော့အလန်းအပြင်ထွက်မှာကြောက်တဲ့လူတွေလက်ပြင်ထွက်ရင်ကားတိုက်ခံရမှာဆိုင်ကယ်တိုက်ခံရမှာကြောက်တဲ့လူတွေကအဲ့လမ်းကိုမသွားဘူးပေါ့နော်မသွားတော့သူကအဆင်ပြေတယ် comfort zone နဲ့အဆင်ပြေတယ်ဒါပေမဲ့လို့အချိန်ကြာလာရင်မပြေဘူးအဲ့ဒါမဟုတ်ဘဲနဲ့တခြားတစ်ခုဖြစ်လာတတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြောချင်တာ danger zone တွေကိုချက်ချင်းသွားရမယ်လည်းမဟုတ်ဘူးဒီကြားတဲ့က border line လေးမှာနေနိုင်ရမယ်ပေါ့နော်အဲ့တော့ comfort zone ရဲ့အပြင်မှာလည်းနေနိုင်ရမယ်ပြီးရင်အဲ့ comfort zone အပြင်ကနေတဖြည်းဖြည်းချင်းတိုးပြီးတော့နေနိုင်ရမယ်အဲ့လိုနေနိုင်တဲ့တပြိုင်တည်းကိုလုံလိုက်နာလေးရှိနေဥမာစိုက်ကယ်လုံးဝမစီးဘူးစိုက်ကယ်တိုက်မိမှာကြောက်လို့အဲ့လိုအဆင့်ကနေပြီးတော့စိုက်ကယ်စီးတယ်နည်းနည်း2လမ်း3လမ်းစီးနိုင်တယ်ကိုယ်တော့မကိုယ်နိုင်ဘူးအဲ့နဲ့တစ်စင်းလမ်းဘေးတွေစီးနိုင်တယ်အဲ့လိုမျိုးတဖြည်းဖြည်းချင်းကိုကတိုးပြီးလောက်ရမှာကိုမလုပ်ချင်တဲ့အရာကိုစိုးရင်နေတဲ့အရာကိုတိုးပြီးလောက်လိုက်မှာအဲ့လိုလုံးမှဒီ comfort zone ကတဖြည်းဖြည်းချင်းနည်းသွားပြီးတော့ဒီ anxiety ကလည်းတဖြည်းဖြည်းချင်းတက်တာသွားမဟုတ်ရင်ကိုက comfort zone ထဲမှာပဲအကြာကြီးနေတယ်ဆိုရင်ပိုပြီးကြီးလာတယ် anxiety ကလည်းပိုပြီးတော့ဆိုးလာတယ်။နောက်တတိယတစ်ချက်ပြောချင်တာကတော့ anxiety သမားတွေကကျွန်တော်ပြောဦးတယ်ပေါ့နော်ဒီ highly intelligent person တွေမှာဖြစ်တတ်တယ်စိတ်ကသူများထက်ပိုပြီးတော့ညံကောင်းတယ်ပေါ့သူများထက်ပိုပြီးတွေးခေါ်နိုင်တယ်အဲ့လိုလူတွေမှာ anxiety ကဖြစ်တတ်တယ်အဲ့တော့ဘာကြောင့်ဖြစ်လဲဆိုတော့ तू က supply demand ပေါ့သူစိတ်ကအငြိမ်မနေဘူးခက်ကြီးအရာတွေကိုလှုပ်ချင်နေရဥပမာတနေ့ကို8နာရီလောက်အလုပ်လုပ်ချင်နေတဲ့စိတ်ဒါပေမဲ့လို့ကိုကအလုပ်က1နာရီ2နာရီလောက်ပဲလုပ်ရတယ်ပေါ့နော်အဲ့မှာကြာကြားထဲမှာလွတ်နေတဲ့နေရာတွေရှိတယ် white space တွေပေါ့နော်အဲ့နေရာတွေမှာ anxiety ဆိုးမိုးသွားတာတခုမှတခုလှုပ်ချင်နေတာအဲ့တော့ကိုအလုပ်ရှုပ်နေဆိုရင် anxiety သမားတွေကတိတ်ပြဿနာမရှိဘူးအလုပ်မရှိတော့ဘူးအလုပ်နည်းသွားပြီဆိုရင် anxiety သမားတွေကပိုပြီးဆိုးလာတတ်တယ်